TikTok မှာ video content format တွေအများကြီးရှိတဲ့အထက်မှာရိုးလေးနဲ့ထိရောက်တဲ့ video format ကိုရွေးပါဆိုလို့ရှိရင်ကျွန်တော်တို့ before and after video format ကလေးကိုပဲရွေးပြမယ်ထင်ပါတယ်ခင်ဗျမင်္ဂလာပါ Digital Founder ကိုစရာဖြိုးပါအဲ့တော့ before and after video format ကလေးကိုသုံးတဲ့အခါမှာကိုယ့်ရဲ့ product or service ဒါမှမဟုတ် branding အတွက်အရန်ကိုထိရောက်တဲ့ video content formula လေးပဲဖြစ်ပါတယ်အဲ့တော့ဘာလို့ before and after video format ကိုသုံးနေတာလဲဆိုလို့ရှိရင်နံပါတ်1အနေနဲ့ဆိုလို့ရှိရင်ကွာခြားချက်ကိုမြင်သာလို့ attention အရန်ရစေပါတယ်အစားပိုင်းမှာမပြည့်စုံတာမျိုးနောက်ပြီးတော့အဆက်မပြေတာမျိုးနောက်ပြီးတော့ပြဿနာဖြစ်နေတာမျိုးအဲ့လိုဟာမျိုးကိုပြပြီးတော့နောက်ပိုင်းမှာအဲ့ဒီပြဿနာတွေပြေလည်သွားတယ်အဆင်ပြေသွားတယ်အဲ့လိုမျိုးပြောင်းလဲမှုကိုပြနိုင်တဲ့အတွက်ကြောင့်မို့လို့ viewer တွေကပို့ပြီးတော့ attention ရစေပါတယ်နောက်နံပါတ်2က trust ရစေတယ်အဲ့တော့ကိုယ့်ရဲ့ business ကဒီ customer တွေရဲ့ trust လို့ခေါ်တဲ့ယုံကြည်မှုနဲ့တိဆောက်တဲ့လုပ်ငန်းဆိုလို့ရှိရင်เนาะ before and after ကအကောင်းဆုံး video format ဖြစ်ပါတယ်နောက်နံပါတ်3အချက်အနေနဲ့ဆိုလို့ရှိရင်เนาะ result oriented content ဖြစ်ပါတယ်ကိုဗီဒီယိုကိုကြည့်နေတဲ့လူတွေကရလက်ကိုပဲကြည့်ကြတာမဟုတ်လို့တကယ်ကိုအကျိုးသက်ရောက်တာတွေနဲ့တက်တည်ပြပေးနိုင်တယ်ဆိုလို့ရှိရင်เนาะ view အရန်ကောင်းတဲ့ဗီဒီယိုတစ်ပုဒ်ဖြစ်လာပါလိမ့်မယ်အဲ့တော့ TikTok ပေါ်မှာဗီဒီယိုတင်ဖို့ idea မရှိတော့ဘူးဆိုလို့ရှိရင် before and after video content format ကလေးကိုသုံးကြည့်ပါခင်ဗျ TikTok video creation TikTok marketing နဲ့ပတ်သက်ပြီးတော့နောက်ပိုင်းဘုသူတရဖို့အကြောင်းအရာတွေကိုအများကြီးတင်ဆက်ပေးနေမှာဖြစ်လို့ကျွန်တော်တို့ Digicon ကို like and follow လေးလုပ်ခဲ့ပေးပါအောင်ခင်ဗျအဆုံးထိကြည့်ရှုပေးလို့ကျေးဇူးတင်ပါတယ်နော်